ပေါ့နော် business major ကိုတက်တယ်အဲ့တော့ business လုပ်ဖို့ business major တက်တယ်ဆိုတော့ business လုပ်ပေါ့နော်ဟုတ်လား business လုပ်တဲ့လူကကျွန်တော်တို့လာစာနဲ့လုပ်မယ်ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်အဲ့တော့ business လုပ်တဲ့နေရာမှာအရေးအကြီးဆုံးဆိုရင်အဲ့ဒါဘာဖြစ်ဘာဖြစ်ဖို့အရေးကြီးနေကျွန်တော်တို့ကိုယ်ပြောဘယ်လိုထင်လဲကျွန်တော်တို့ business လုပ်မယ်ဆိုရင်အားအရေးကြီးဆုံးအရင်တော့ကတော့ profit ကိုအဓိကထားတယ်ပေါ့နော်ဘာသူတည်ငယ်တွေမှာပြီးတော့ဘာရ profit လုပ်မယ် environment နဲ့ထိစရာမလိုဘူးထိလေရတယ်ပေါ့ဒါပေမဲ့အခုနောက်ပိုင်းကျတော့ profit က CSR တို့ဘာတို့ပါလာတယ် corporate social responsibility တို့ဘာတို့ပါလာတယ် profit တစ်ခုတည်းနဲ့မပြီးတော့ဘူးပေါ့နော်ဒီကိုယ့်ရဲ့ business ကြောင့်မလို့ဘယ်ဟာတွေထိခိုက်မလို့ဘယ်ဟာတွေအကျိုးရှိမလို့ဒီဟာတွေပါစမ်းသပ်တာတွေပါလာတယ်လို့ထင်တယ်ကျွန်တော်ကတော့ဟုတ်ကဲ့အဲ့တော့ကိုယ်ပြောတဲ့ဟာကိုကျွန်တော်တို့ပြန်ပြီးတော့ကျွန်တော်တို့စဉ်းစားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က business လုပ်ပြီးဆိုမှတော့ဘယ်သူမှတော့ရှုံးခံမလုပ်ဘူးဟုတ်တယ်မလားနော်ပြီးတော့လည်းပဲအမျက်ဆိုတဲ့ဟာမှာအမျက်ရရင်ပြီးရောလည်းမဟုတ်ဘူးဒါပေမဲ့အဲ့ဒါဆိုရင်ကျွန်တော်တို့က MBA မှာဒီလိုလေးစခဲ့ပေမဲ့လည်းကျွန်တော်တို့ကဘာအောင်ထည့်တွေးရလဲဆိုလို့ရှိရင်ကျွန်တော်တို့က ethic ကိုဆက်တွေးရတယ်ဟုတ်ပြီနော်ဆိုတော့ခုနပြောလို့ပဲကိုဝင်ပြကြတဲ့စီကျွန်တော်လမ်းနောက်ထဲမှာလက်ရောင်းရင်ရတာပေါ့ဒါဒီမလုပ်တဲ့ကိစ္စပဲဟုတ်လားဒါမှမဟုတ်လက်နဲ့ရောင်းရင်ခံရတာပေါ့မွေးစေးရောင်းချင်ခုနပြောလို့ပဲတခြားတစ်ပိုင်းထဲမှာဒီတဲ့ပို့ပြီးတော့တိမ်မွေးတဲ့ကိစ္စပြောလို့ရှိရင်ကျွန်တော်ခုနပြောလို့ပဲအကျော်စီတွေကိုကျွန်တော် chemical ထည့်ပြီးတော့အခဲဖြစ်အညစ်အကြေးတွေကိုအခဲဖြစ်အောင်လုပ်ပြီးစီဖြစ်အောင်လုပ်ပြီးပြန်ရောင်းရင်ကျွန်တော်မြတ်တာပေါ့ဒါပေမဲ့ခုနပြောလို့ပဲ long run မှာကျွန်တော်တို့ကခုနပြောလို့ ethic နဲ့ခုနပြောတယ်ပြန်ထိန်းရတာပဲဒါကခုနပြောလို့ကျွန်တော်တို့ကတော့ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက်ကျွန်တော်တို့စိတ်ထဲမှာဆိုလို့ရှိရင်ဗာဟိရိဩတ္တပတရားပါမကောင်းမှုပြုလုပ်ရမှာတော့ကြောက်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းမကောင်းမှုပြုလုပ်တာကိုထားလို့တည်သွားမှာကိုဟုတ်စားဖြစ်အဲ့တော့ကျွန်တော်တို့ကခုနပြောအဲ့ဒါတွေ control ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ business လောကမှာ business ethic လို့ပြောပါနော်ဟုတ်ပြီနော်အဲ့တော့